ရုရှားတပ်ဖွဲ့တွေကယူကရိန်းတို့ခန်းစစ်တင်ထားတဲ့ခါကိမြို့ကို drone တွေအသုံးပြုပြီးတော့စေးဆိုင်ရာပြစ်မှတ်ထားပြီးတော့မှတိုက်ခိုက်ကြတာဖြစ်ပါတယ်။ဒီချက်လက်တွေကစင်ကာချက်တီမှာခဲ့ပြီးတော့ခါကိမြို့မှာရှိတဲ့ကိုလော့ဖ်ကော့စကီကဲမန်ယူကရိန်းတို့ပြင်ဆင်ထားတဲ့တရေအစောအုပ်တစ်လုံးမျိုးလည်းပြီးတော့တက်ပြီးသွားခဲ့တော့တွေ့ရပါတယ်။ဒါမျိုးဦးလဲစားပရမတ်တာကော့နဲ့ဆိုဆိုင်မှာလည်းဒီလိုမျိုးဖြစ်သွားခဲ့နေတာပါ။ရုရှားရဲ့ယူကရိန်းပေါ်အထူးစစ်ဆင်ရေးဟာအချိန်ကြာလာတဲ့ဒါနဲ့အမျှတင်းထန်လာတာကိုကျွန်တော်တို့သတိထားမိမှာဖြစ်ပါတယ်။ဒီတိုက်ပွဲမှာဆိုရင်တော့ရုရှားတို့ကယူကရိန်းတို့ရဲ့ drone ကိုဝေဟင်ချင်းမှာပဲရှင်ပြီးတော့မှယူကရိန်းတို့ရဲ့ drone ကိုပိုက်ကွန်နဲ့ပစ်ပြီးတော့မြေပြင်ပေါ်ကိုဆွဲချပြနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်နေပါစေယူကရိန်းလိုနိုင်ငံကရုရှားကိုနိုင်ဖို့ဆိုတာအများမဲမဖြစ်နိုင်ဘူးလို့လည်းကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်။တကယ်လို့ဥရောပရဲ့ထောက်ခံမှုဥရောပရဲ့ထောက်ပံ့မှုတွေမပါဘဲနဲ့ယူကရိန်းတို့ကဒီစစ်ပွဲမှာဂျိုးပဲ့နေတာအရန်ကြာနေမှာဖြစ်ပါတယ်ဆိုတော့ဝေဟင်မှာလည်းရုရှားတို့ကအပြင်းထန်တိုက်ခိုက်ခဲ့ပြီးတော့မြေပြင်မှာလည်းရုရှားတို့ကဆက်လက်ပြီးတော့မြေပြင်ရဲ့ထိုးစစ်ကိုအချိန်ဟုန်ကောင်းနဲ့အခုထိဆက်ပြီးတော့တိုက်ခိုက်နေသေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဘာတွေဆက်ဖြစ်မှာလဲဆိုတာဆက်ကြည့်လိုက်အောင်ပါအခုမြင်တွေ့နေရတာတော့ယူကရိန်းနိုင်ငံမှာရှိတဲ့ဒိုနက်ဒေသရဲ့စတင်ဆန်ဒီနိုဘယ်မြို့ရဲ့တောင်ဘက်မှာရှိတဲ့ Rasliv ဆိုတဲ့ရွာဖြစ်ပါတယ်ဒီတိုက်ပွဲမှာရုရှားတို့ရဲ့36မှကြီးတပ်430မှကြီးတပ်နဲ့ကြီးတပ်မှ29လို့ပါဝင်ခဲ့ပြီးတော့ဒီတပ်ဖွဲ့တွေကတိုက်ပွဲတွေမှာမော်တော်ယာဉ်ကိုအသုံးပြုပြီးတော့မှဒီနေရာနဲ့တိုက်ပွဲပေါ်ဆောင်နိုင်တဲ့အဖွဲ့တွေဖြစ်ပါတယ်ပြီးတော့ရုရှားနိုင်ငံရဲ့အထူးစွမ်းရည်မြင့်တင်ထားတဲ့တပ်လို့လည်းလူသိများပါတယ်ရုရှားတို့ကဒီအထူးစစ်စင်ရေးစစ်တပ်ကို GAF အထူးကြီးတပ်ရဲ့အထူးစစ်စင်ရေးစစ်တပ်လို့ပြောထားပြီးတော့ခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။ဒါတော့ရုရှားရဲ့အထူးစစ်ပိုင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဖြစ်သွားနေတဲ့တိုက်ပွဲတွေအနေနဲ့ကျွန်တော်တို့ဒီအားနေကြည့်ပြီးတော့သင်ခန်းစာတွေယူရမှာအများကြီးရှိပါတယ်ဒီထဲမှာဆိုရင်ပြင်းဖြစ်နေတာဒီမကပဲဝေဟင်ချင်းစီးချင်းထိုးတဲ့တိုက်ပွဲတွေကကျွန်တော်တို့တွေ့ကြရနေမှာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ပါ drone နဲ့ drone ချင်းရှင်းပြီးတော့တိုက်ပွဲတွေဒီမှာမှာထားပါတယ်ဒီ20တဲ့တိုက်ပွဲမှာဖြစ်တဲ့တိုက်ပွဲတွေမှာဒီမှာတော့တွေ့ရတာဖြစ်ပါတယ်ခုမြင်တွေ့နေရတာတော့ Ukraine အနီးမှာဖြစ်ခဲ့တဲ့ရုရှားနဲ့ယူကရိန်းရဲ့တိုက်ပွဲကိုပတ်သက်လို့ဖြစ်ပါတယ်။ဒါကတော့ပေါ်စင်ဆိုရက်တပ်ဖွဲ့ရဲ့စစ်ပြေးတွေရန်သူတွေအမြောက်တွေနဲ့ရန်သူတွေရဲ့ကြီးကားကားတွေကို drone နဲ့ချက်စီပြခဲ့တဲ့တိုက်ပွဲတွေမှတ်သားပဲဖြစ်ပါတယ်။ဒီထဲမှာဆို FPV drone တွေအသုံးပြုပြီးတော့မှရန်သူရဲ့ဘန်ကာရန်သူရဲ့ပစ်ကျင်းတွေကိုတိုက်ရိုက်ပြီးတော့ကြီးစားတွေဝင်သွားတဲ့မှတ်သားတွေတွေ့ရမှာဖြစ်ပါတယ်။ပြည်တော်ကြည့်ပါဒီထဲမှာဆိုရင်နေတိုးရဲ့အခြေစားတပ်တွေနေတိုးလို့ထောက်ပံ့ပြီးတဲ့စီကာကားတွေပါဝင်နေတိုးလို့ထောက်ပံ့ပြီးတဲ့ဒေါ်လာမီလီယံချီရဲ့လက်ချက်ကကားတွေကိုရုရှားတို့ကဒေါ်လာ1000လောက်နဲ့တာတဲ့ FPV drone တွေနဲ့ချက်စီပြခဲ့တဲ့ပွဲကိုမှတ်သားပဲဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒါမဲ့တိုက်ပွဲမှတ်သားလို့ကျွန်တော်မြင်မိပါတယ်ထဲမှာဆိုတော့ကြည့်သိတဲ့အတိုင်းပဲ social media တွေမှာကျွန်တော်တို့တွေ့ကြတဲ့သတင်းတွေမှာရုရှားတို့ကအကြီးအကျယ်ရှုံးနေရတာကိုကျွန်တော်တို့တွေ့ကြပြီးတကယ်စစ်မြေပြင်ရဲ့မှတ်တမ်းတွေရရုရှားတို့ယူကရိန်းကိုပြတ်တက်နိုင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အားတော့ရုရှားတို့ကတိုရက်မြို့အနီးမှာရှိတဲ့ရန်သူတွေရဲ့ယူကရိန်းရဲ့ခန်းစစ်နေမျိုးအလေးအမြတ်ကိုပေါက်ပြီးတော့တိုက်ပွဲပို့ပြီးတဲ့မှတ်တမ်းတွေဖြစ်ပါတယ်တိုက်ပွဲမှာဆိုရင်တို့တွေ့ရတဲ့ကြီးကားကားတွေကရုရှားတွေမှတ်လေးကြီးတက်လို့တို့ရေချက်လက်မှာဖြစ်ခဲ့ရတာဖြစ်ပါတယ်ဒီအမှတ်လေးကြီးတက်ရဲ့လေးများဖို့နဲ့ရန်သူရဲ့ခန်းစစ်တဲ့အနေနဲ့ထိုးဖောက်ဖို့ခံပါပြီ
ရဲ့ရေလေးစီကိုသုံးပြုပြီးတော့မှရန်ရဲ့ဘာကာပြင်းတွေရန်ရဲ့ခန်းစစ်ခိုင်မှာထားတဲ့နေရာတွေရုရှားတို့ကတစ်ချက်ကကားတွေကြောက်နေပြနေတဲ့သုံးပြုပြီးတော့ပောက်ကွဲချက်စီပြတော့တို့တဲ့ဝါရှင်တန်တွေ့ရတာဖြစ်ပါတယ်အားလုံးရုရှားတို့ရဲ့မဆုတ်ကမ်းစစ်စစ်ရေးကိုကျွန်တော်တို့ဘလော့တီအင်တာနက်နဲ့ရုရှားနဲ့ယူကရိန်းရဲ့တိုက်ပွဲဘလော့တီအင်တာနက်နဲ့ဆိုတော့ကျွန်တော်တို့တဲ့ဝါရှင်တန်တွေ့ရတာဖြစ်ပါတယ်အားလုံးတူရက်မျိုးယူကရိန်းနိုင်ငံရဲ့ဒုနက်နေဒီထဲမှာရှိတဲ့တူရက်မျိုးတိုက်ပွဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လေးလုပ်ပေးသွားဖို့မမေ့ကြပါနဲ့အောင်ခင်ဗျာကျေးဇူးတင်ပါတယ်